အားလုံးပဲမင်္ဂလာပါ Sunday night season လေးကနေကြိုဆိုလိုက်ပါတယ်ဒီတစ်ပတ်ကျွန်တော်ပြောမယ့်အကြောင်းအရာလေးကတော့ဒီချင်းချွေးနာဝန်ထမ်းဘဝနေပြီးတော့ဒီချင်းအောင်နာပေါ့ကိုဒီတက်လန့်မဲ့ညီကိုတွေအတွက်ပေါ့နော်ကျွန်တော်ကိုယ်တိုင်ဝန်ထမ်းဘဝနေပြီးတော့ဖျက်ဆီးလာခဲ့တဲ့ဒီအတွေ့အကြုံလေးတွေကိုကျွန်တော် sharing လုပ်ပေးဖြစ်ပါတယ်ဟုတ်ကျွန်တော်ဒီချွေးနာလောကတွေကိုကျွန်တော်ဝင်လာတော့ကျွန်တော်ဒီ2016မှာပေါ့နော်2016မှာဒီချင်းတစ်ခုမှာကျွန်တော် trainer ပေါ့ကျွန်တော်ဝင်လုပ်တယ်ပေါ့trainer ဝင်လုပ်တာဒီပုံမှန်တိုင်းမှာကျွန်တော်junior trainer ပေါ့သူ senior တော့မဟုတ်ဘူး trainer เนาะ trainer ဝင်လုပ်တယ်ဒီ2019လောက်ကြာတော့ကျွန်တော်ဒီ trainer မှာလုပ်နေတဲ့လုပ်ကုန်မယ်ဂျင်ကိုအကြီးမို့တော့ဂျင်အသေးပေါ့ studio လေးကျွန်တော်ပိုင်ဆိုင်နေတာလည်းပေါ့နော်အားနဲ့ကျွန်တော်လိုပိုင်ဆိုင်နေတာလည်းပေါ့ကျွန်တော်ရတဲ့ဝန်ထမ်းကျွန်တော်လာစားရအောင်ကျွန်တော်ဘယ်လောက်ဆိုတော့3,500ပေါ့နော်ကျွန်တော်ဝန်ထမ်း3,500ရတာပေါ့အဲ့ဒါကျွန်တော်ခဲ့တော့ရှိတယ်ပဲဘယ်လိုဆိုဟိုဒီအခုကတော့ဟို trainer ဝင်လျှောက်ပြီးဆိုတော့ PT ပိုင်းပြလို့ရလေကျွန်တော်ခဲ့ရအောင်မဟုတ်ကျွန်တော်အရှိမစီနီယာဆရာနှစ်ယောက်ရှိတယ်ပေါ့နော်အဲ့ဆရာနှစ်ယောက်ကပဲဒီ PT ပြခွင့်ရှိကြပေါ့ဒါတော့စိတ်ကတတ်မှတ်တာပေါ့ကျွန်တော်ကဒီနောက်ဝင်တဲ့ဒီ junior တွေပေါ့အဲ့ဒါကျွန်တော်တို့ PT ပြခွင့်ကျွန်တော်တို့မပေးသေးဘူးပေါ့နော်အဲ့ဒါကျွန်တော်တို့ရတဲ့လာတာတသိန်းခွဲနဲ့ချာဝင်ငွေလေးကျွန်တော်မှလည်းအပူရလေးရှိတယ်ဘယ်လိုလဲဆိုတော့ကျွန်တော်ဒီ Facebook လေ Facebook ကိုနိုင်ဝင်တော့ကဒီ protein နဲ့ဖြန့်နေတယ်ဟို Diamide ဆိုတဲ့ protein အမှုန့်နေသေးတယ် Diamide နဲ့ brand ပေါ့နော် Diamide brand ရဲ့ဒီ protein မှုန့်နေဒီ amino acid တွေမှာအဆုံးပေါ့နော် BC တို့အဲ့လိုမျိုးလေးဖြန့်နေတာအဲ့ဒါကျွန်တော်တို့ဒီ C ဒီ protein ပေါ့နော် protein ရောင်းဖို့ကန်လန့်နေပေါ့အဲ့လိုရောင်းမယ်ဆိုရင်ကျွန်တော်တို့ 10% ကျွန်တော်တို့ပေးတယ်ဗျာဟိုအဲ့တော့9,000လောက်နေ6,000 9,000ပဲရှိ protein 12ပေါင်ထုတ်အဲ့9,000ဆိုတော့9,000ရတယ်ပေါ့ဒီကျွန်တော်တို့ဒီတလားတစ်ခါအဲ့ဒီ supplement လေးလက်ဆောင်လေးကျွန်တော်တို့ပေးတယ်ပေါ့အဲ့လိုအပုံလေးစုတော့နော်လာတာတစ်သိန်းခွဲလည်းရတယ်ဒီလာတာတစ်သိန်းခွဲကျွန်တော်တို့တွားအဲ့တော့ကျွန်တော်သတ်တစ်နှစ်လောက်ကျွန်တော်ဒီ line ကားနဲ့ပဲကျွန်တော်ဒီစမ်းချောင်းနဲ့တောင်းလာသွားနောက်ပိုင်းဒီတစ်နှစ်ကျော်တော့ကျွန်တော်ဒီပထမ Facebook လို့သိပါတယ်စပိန်နဲ့ပဲကျွန်တော်တွားတယ်စပိန်နဲ့တွားပြန်လို့တယ်နော်အေးုံတဝက်ပေးတယ်တဝက်ကကိုစားတော့တယ်နော်ပြီးတော့အဲ့ဒီစပင်းမရောင်းတဲ့ပတ်စံလေးတော့ရာခိုင်နှုန်းပေးတာလေးစုစုတာပေါ့ဗျာ2019မှာကျွန်တော်ဒီချင်းဖွင့်နေတဲ့ရွေးချက်တော့စပြီးရှိလာတယ်ပေါ့ဗျာအားနဲ့ကျွန်တော်စပြီးတော့စစုတာကျတော့ကြီးစရာဖြစ်နေပြီလိမ့်မယ်ဒါပေမဲ့တကယ်တော့အလုပ်ဖြစ်တယ်ပေါ့နော်အဓိကစလုပ်ဖို့ရည်ကြည်တော့ဗျာအဲ့တော့ဒီဟိုအကစားကဘာလေးလေးပြားလေး sport ball ဆိုတဲ့စိတ်နဲ့လေးပြားလေး10ပေါင်တော့လေးပြားနဲ့ဆော့စုတန်ပြားပေါ့နော်10ပေါင်လေးပြားရဲ့အဲ့ဒီ10နဲ့ချောင်းရဲ့အဲ့နဲ့ကြာပြီဆိုတော့အဲ့တော့တပေါင်အဲ့တော့200လားမသိဘူးအဲ့တော့200တန်ဖို့ရှိပြီ10ပေါင်တစ်ချက်ဆိုပဲ2000ပေါင်40ဆို8000ပေါ့နော်အဲ့တန်ဘာပဲချောင်းအဲ့တော့3500လားမသိဘူးဒီနေ့ကြာတော့မှတ်မိတော့ဟိုကတော့တပေါင်200ဟုတ်တည်တန်ပြားအဲ့တော့အဲ့လေးပြားနဲ့ဒီဘာပဲဒီတန်ပဲချောင်းအတူလေးကတော့စပြီးစုထားတော့နော်အဲ့စုတော့အဲ့ရနေပြီးတော့ဒီတန်ပဲကာလာတုံးလေးတွေအဲ့တော့ကျွန်တော်စက်ပစ္စည်းပိုင်းကျွန်တော်တို့မစွနိုင်သေးဘူးဒီတော့ဒီကုမပစ္စည်းအသေးလေးပေါ့အတူလေးပေါ့လေးပြားတော့ကျွန်တော်စပြီးစုတာလေးပြားလေးဒီတန်ပဲလေးတွေဒီမင်းကလေးတီချစ်ပလေးတွေနောက်ကာလာတုံးလေးတွေလေးရာဘာဆုကာလာတုံးလေးပေါ့နော်အဲ့စစုစစုတော့စုပြီးတော့ဒီစမ်းကြောင်းနေကျွန်တော်ချင်းကကျွန်တော်တို့လုပ်ခဲ့တဲ့ချင်းကအလုံးပြောင်းသွားတယ်ပေါ့နော်အဲ့စမ်းကြောင်းမှာလုပ်ခဲ့တဲ့3နှစ်နီးပါးပေါ့နော်3နှစ်နီးပါးအဲ့မှာ2နှစ်ခွဲနဲ့3နှစ်နီးပါးအဲ့ဒီအတိုင်းကတော့ကျွန်တော်နှစ်မှာကျွန်တော်တို့PD ပြောက်ခွင့်မရှိပါတော့ဒါပေမဲ့ကျွန်တော်ဒီစမ်းကြောင်းအလုံးပြောင်းသွားတဲ့ချိန်မှာတော့အလုံးချင်းပေါ့နော်ပိုင်ရှင်ရောက်တူပဲဒီအလုံးချင်းကနေပြီးတော့sorry စမ်းကြောင်းချင်းကနေပြီးတော့အလုံးပြောင်းသွားတဲ့ချိန်မှာကျွန်တော်ဟိုအခွင့်လမ်းတစ်ခုပေါ့နော်ရပါတော့အဲ့ဒါကြောင့်ကျွန်တော်ဘယ်လိုလဲဆိုဒီအဆူပြန်ပွဲမှာစုရပါတဲ့အဆိုရှင်တယောက်ပေါ့နော်သူ့ဟို PT ပြခွင့်ရတယ်ပေါ့ဆိုတော့လည်းလူသိပါတော့ဗျာလူသိတော့မှအဲ့အနေတော့ PT ပဲရတယ်ပေါ့ဗျာအဲ့တော့ PT ကတော့ဟိုလမ်းစာတက်ပေါ့နော်အဲ့မှာဟို50ပေါ့ဟို
trainer 50ခန်းရမယ်ကျွန်တော်ပုံမှန်တိုင်းပဲလေကြီးမိုင်ချ50ခန်းရမယ်ပတ်စံအပုံငွေလေးပို့ရလာပါဗျာအဲ့တော့ပတ်စံစုရလေကျွန်တော်မတုံးတော့ကျွန်တော်အရင်ကကျွန်တော်အဲ့ဒီ2013နောက်ပိုင်းကကျွန်တော်စလိမတာကွန်မစားကျွန်တော်ဒီအရင်မှတော့ဘာမှကျွန်တော်မွေးစွာပတ်တယ်မလို့ကျွန်တော်အပုံငွေပို့တုံးတဲ့ငွေမရှိဘူးနော်ကျွန်တော်စားတာပဲရှိတယ်ကားပလက်သမားတော်များကျွန်တော်စားရတယ်ဒီခန္ဓာကိုယ်တွေဖြစ်ရတယ်ကျွန်တော်ကိုယ်ရင်းနှီးမှုနာတော့အဲ့လိုစားတာပဲကုန်တာပဲရှိတယ်ပေါ့နော်အကျန်တဲ့ပတ်စံကျွန်တော်စူးတဲ့ပတ်စံတွေတော့အိမ်ပေးရတယ်ကျွန်တော်ကိုယ်လည်းစားရတယ်ကျန်တာတော့ကျွန်တော်ဒီချင်းဖွင့်မဲ့အိမ်မကြီးမရှိချက်တယ်ပဲကျွန်တော်စက်တွေပဲကျွန်တော်ရောင်းဝယ်တယ်ပေါ့နော်အဲ့ဒီကျွန်တော်ဆက်အကြီးဆက်တွေအကြီးတယ်မဝင်နိုင်သေးပါဘူးအဲ့ဒီလေးပြားနဲ့ပတ်သက်တာပဲကျွန်တော်လေးပြားတမ်းပဲလို့ပါပဲရှိအဲ့ဒါနဲ့ကျွန်တော်ပတ်သက်တာပဲကျွန်တော်အကုန်စူးတယ်ပေါ့နော်ပြီးကြိုးကြောလေးရဲ့အဲ့တော့ဘယ်ဒီခုံလေးတွေပါလေတင်မှာဟုတ်ဒီကျင်းကနေပြီးတော့ဒီဘယ်ဒီခုံလေးလက်မနဲ့ကျွန်တော်တိုင်းပြီးတော့ဒီတမ်းမဲ့တန်တကားကြီးမှာတန်ဘယ်ခေါ် brain ဆရာကြီးမှာသူ့လောက်ခိုင်းတယ်ပေါ့နော်ပြီးကျင်းတဲ့ဆိုဖာပိုင်းညာကျွန်တော်အဲ့ဒီအမြင်ရှိတယ်ကျွန်တော်တင်ပြီးရတယ်မဟုတ်ဘူးအဲ့တော့လုတ်တဲ့အမြင်နဲ့ဆိုတော့ကလိတာပါရှောက်တော့လုံးနေတဲ့သွားတယ်ရှိတယ်ပေါ့နော်အဲ့လိုလုတ်တယ်လေဗျအဲ့နေပြီးတော့ကိုဗစ်ဖြစ်တော့ဗျာကိုဗစ်ဖြစ်တဲ့ချိန်မှာဂျင်းနေကျွန်တော်အကုန်ပိတ်လေရက်သွားတယ်အဲ့တော့ကျွန်တော်မှရက်တော့အလုပ်တွေအကုန်ရက်တော့လုံးမရှိဘူးလားအဲ့တော့ဒါပေမဲ့ပတ်သက်မရှိတယ်ဟိုလိုခေါ်မယ်ကျွန်တော်မှစုတာ၄ဘက်ရှိတယ်ဟိုအဲ့ဒီအချိန်မှာအကုန်လုံးကလည်းအိမ်မှာနေကြတော့ဗျာအိမ်မှာပဲနေကြတော့အားကစားလုပ်ဖို့တော့အင်းမှာကျင်သွားလို့မရဘူးလေအဲ့တော့အလေးပြားတွေရှိကျွန်တော်စုတာအလေးလေးကိုကျွန်တော်ရောင်းနေဝယ်တယ်ဗျာအဲ့လိုစုတာအလေးကျွန်တော်မှပုံသုံးတော့ကျွန်တော်ရှိတယ်ဗျကျွန်တော်အဲ့တော့ရောင်းတယ်အဲ့နေပြီးကျွန်တော်ချိန်ပြီးသွားတာအဲ့ဒီအလေးပြားဆက်ရုံနဲ့ကျွန်တော်ချိန်ပြီးတော့အဲ့အနေဒီဗျကျွန်တော်ဒီမာဆာကီတစ်စိမ့်နဲ့ရိုက်ပြီးကျွန်တော်ဒီဘက်တော့ရောင်းနေဗျာရောင်းနေဝယ်တယ်ပေါ့အဲ့မှာကျွန်တော်အမြဲဆုံးလေးရတော့စုစုထားတယ်အဲ့ကျွန်တော်ပြောဖို့မပေးပါဘူးအဲ့2016ကနေဒီ2019မှာကျွန်တော်ချင်းဖွင့်မယ်တော့ဖွင့်ခြင်းနဲ့ရွေးချက်ကျွန်တော်ဒီမှာရှိတယ်ဟာကျွန်တော်ဘာလို့လဲဆိုတော့ပြထောင်လိုက်တယ်မာဆာကီပေးဆိုပြီးတော့ကျွန်တော်ဒီလူကောင်းဟို follower အဟောင်းတွေမာဆာကီပေးတည်ပါအဲ့မှာကျွန်တော်ပစ္စည်းကျွန်တော်ရောင်းနေဝယ်တယ်အဲ့လိုမျိုးလုပ်တယ်အခုမှကျွန်တော်ချင်းတီးတယ်မယ်တော့တုံးတော့တာပေါ့နော်အဲ့တော့ချင်းပစ္စည်းကျွန်တော်ရောင်းနေကျွန်တော်အဲ့လိုမျိုးအနာတိမတ်ပုံစံလေးကျွန်တော်ဘလို့လေးလာကြိုက်တယ်တော်တော်များတီးကြပါတယ်တနင်္ဂနွေဆိုတော့လည်းတင်ဒီချင်းမှာလောက်တာကြာလာတော့ချင်းတစ်ခုမှလိုအပ်တဲ့ဒီစက်ပစ္စည်းက main ဆက်ကချင်းစဖွင့်မယ်ဆိုရင် main ဆက်တွေပေါ့နော်အလေးက5မျိုးရှိတယ်ပေါ့နော်အဲ့ဒါလေးရှိမယ်ဆိုရင်ကျွန်တော်တို့ချင်းကစပြီး level လေးရတယ်ပေါ့နော်အဲ့မှာကျွန်တော်သိလာတယ်အဓိကကျွန်တော်လုပ်မယ်ဆိုရင်ကျွန်တော်တို့ဒီ smart machine လုပ်မယ်ဒီ cable crop လုပ်မယ်ဒီ laptop လုပ်မယ်ပူတောင်ပြီး damaging ဒါအဲ့ main 5ခုရှိရင်တော့ရပြီချင်း level လေးအဲ့မှာကျွန်တော်သိပါတော့နော်လုံးသက်ကြတော့ဖြည်းဖြည်းတော့သိတာပါနောက်တစ်ခုကအဲ့မှာကျွန်တော်